မင်းကိုတီးနဲ့တကြားကတွက်ဖက်ပြီးတော့မစားရပါဘူးလို့ပြောနေကြတဲ့အကြားကမင်းကိုတီးနဲ့တကြားကိုတွက်ဖက်ပြီးတော့စားလိုက်တဲ့အတွက်ကြောင့်မို့ဆေးကိုရောက်သွားတဲ့ကောင်မလေးတယောက်ရဲ့ဗီဒီယိုကိုကျွန်တော်တို့အားလုံးအတူတူကြည့်ကြရအောင်ပါမတည့်ပါဘူးမင်းကိုတီးနဲ့မတည့်တာဘာတွေလဲမရွှေလည်းတိတ်မသိဘူးအတော်များတော့တကြားနဲ့မတည့်ဘူးပြောကြဟောကျမစားကြည့်မယ်ဘာတွေဖြစ်သွားလဲသိချင်တယ်ဒါမှခိုင်းလည်းမရွှေစားနေကြတကြားနဲ့တော့စားမှာမဟုတ်ဘူးချိုးတဲ့အရာတွေနဲ့တွဲစားနေကြပဲလေနော်ကဲဒီနေ့စားကြည့်ပါမယ်တကြားနဲ့ဒါကျမမှာရောင်းတယ်တစ်လုံး900တန်နော်ငင်နော်ဟုတ်တော့900တန်အသေးလေးပေါ့နော်ဒါစားကြည့်ပါမယ်နော်ဒီလိုတကြားနဲ့တို့ချလိုက်စားကြည့်စရာကြီးဘာမှဖြစ်ပါစေနဲ့ဟုတ်မဟုတ်ရဲ့လားဘာမှဖြစ်ဦးထင်တယ်နော်တကြားနဲ့စားပိုကောင်းသလိုပဲပုံမှန်ထက်မတဲတဲ့အစားအစာနှစ်ခုမိုးလို့လားမသိတွဲစားတော်တော်လေးအရသာတွေ့နေရကွယ်ကိုကလေတလုံးလောက်စားပြီးရင်ဘာမှဖြစ်လာမလဲပေါ့ဖြည်းဖြည်းလေးစားတာပဲဒါပေမဲ့တလုံးစားလဲဘာမှမဖြစ်သေးဘူးနှလုံးစားလဲဘာမှမဖြစ်သေးဘူးဆိုတော့ဆက်စားတာပေါ့နော်စားနေချိန်တုန်းကတော့တဟီဟီနဲ့ပဲကဲ900ရတယ်နေဖွေးဥတန်းပြနေပုံကြည့်ဘာမှမဖြစ်သေးဘူးဆိုတော့တို့တယ်စားတယ်ပြီးမှပဲအလူလဲပဲเนาะဒီကြားနဲ့စားတာပိုကောင်းလို့ပဲအားရတဲ့အသေးလေးဝယ်စားတန်တယ်လို့ဒါအသေးဆုံးတွေပဲရွေးစားတာကိုကကြီးတဲ့ဟာရောင်းတော့ကွယ်အများမကြိုက်တဲ့ဟာဆိုကိုကစားကြားနဲ့တော့ကောင်းတယ်နော်ကိုလဲကြမှာပဲဘလို့ဖြစ်သွားမှန်းကိုမသိလိုက်ဘူးသူများတွေစားဖျောက်နေရောနော်မင်းကိုဒီနဲ့တကြားနဲ့စားပြတဲ့လူတွေတွေ့တယ်သူတို့ဘာမှမဖြစ်ဘူးသုံးလုံးတော့ဝင်သွားပြီသုံးလုံးဝင်ပြီးအချိန်မှာတော့ဘာမှမဖြစ်သေးဘူးပေါ့နောက်တော့ဟဲ့900ရတယ်အကုန်ကောင်းရတော့ဘာမှတလုံးမှပြစ်စရာအကြောင်းရင်းကိုမရှိနေစားခြင်းစရာပဲဗီဒီယိုရိုက်နေတဲ့အချိန်မှာတော့မရွှေစားတာလေးလုံးထဲပေါ့နော်ဒါပေမဲ့အိမ်ပေါ်မတက်ခင်မှာဗီဒီယိုမရိုက်တော့တဲ့အချိန်မှာတစ်လုံးထပ်စားလိုက်တည်တယ်အမှ9လုံးစားလိုက်တာအိမ်ပေါ်နဲ့အိမ်အောင်10မိနစ်လောက်တော့မပြည့်ဘူးဘေးမှာကက်ရက်ပဲဆိုအိမ်ပေါ်ရောက်တာနဲ့လက္ခဏာစပြတာပဲကိုကတတိရှိနေရဆိုချက်ချင်းပဲစီကန်းကိုသွား2မိနစ်အတွင်းမှာပေါ့နော်စီကန်းလည်းနီးရဆိုရောက်သွားစားလိုက်ပါပြီခဏနေကြရင်ဘာဖြစ်မှမသိဘူးချက်စောက်ကြည့်လာမနော်မင်းကိုဒီလိုမျိုး900တဲ့အလုံးလေးတွေလိုချင်တယ်ဆိုလဲရတယ်နော်မရှိပါဘူးညလေးလည်းမှာကြပါကဲဈေးတရောင်းလိုက်ပါဦးမယ်ပြောတာကတော့ဈေးတရောင်းလိုက်ပါဦးမေပေါ့ရောက်သွားတာစီကန်းဦးပေါ့နော်ကဲဘယ်တော့မှလည်းဆမ်းပြီးတော့မစားတော့ဘူးကြောက်သွားပြီးမတည့်ဘူးလို့ပြောတဲ့အရာအလုံးဘယ်တော့မစားတော့ဘူးပေါ့နော်မရှိရတော့လေစက္ကန့်ပိုင်းမိနစ်ပိုင်းလေးအတွင်းမှာသူကအဲ့လောက်ထိအောင်တွေးတိုးတက်သွားဆိုတော့လေကိုကလည်းအဲ့လောက်ထိကိုတခါမှတွေးမတိုးဘူးတော့လေကိုဆိုးရတယ်ကွယ်ကြောက်သွားပြီတကြားနဲ့မင်းကိုဒီနဲ့ကိုဘလို့ပဲတဲ့ပါတယ်ပြောမစားကြနဲ့နော်ဆယ်လီဖြစ်ချင်လို့နာမည်ကြီးခြင်းလို့ပဲတွက်ဖက်ပြီးတော့မစားရပါဘူးဆိုတာကြီးကိုကိုယ့်အသက်နဲ့ရင်းပြီးတော့စားပြသွားသလားအောင်မေးရတယ်ဗျာနော်အဲကြတော့တွက်ဖက်မစားတဲ့အစားအစာတွေကလည်းတော်တော်လေးများတယ်တချို့လေကိုကမသိပဲနဲ့တွက်ဖက်ပြီးတော့စားမိတတ်တာမျိုးတွေတော့ဖြစ်တတ်တယ်ဒါမှမဟုတ်ကိုကမတိပဲနဲ့စားတာကတော့မတိလို့ဆိုတာမျိုးပေါ့အခုကတော့ကိုကဒီတွက်ဖက်မစားရပါဘူးလို့တိထားပြီးသားကိုမှဒါကိုကအသက်ပဲစပယ်ပတ်ပါနေတာလိုမျိုးသွားပြီးတော့စမ်းလိုက်တဲ့ခါကျတော့ဒါကံရမတော်ရင်တော့အသက်ပါပျောက်သွားနိုင်တယ်နော်စီကန်းကလည်းဒါဒီညီမလေးကနီးနေခဲ့လို့နီးတာမနီးနေဘူးဆိုရင်တော့ပြောမရဘူးဗျာနော်အဲ့ကြတချို့ကလည်းဒီညီမလေးရဲ့ post မှာဒါကဒီမင်းကိုတီရဲ့အထက်ထဲကအသားဒီစားစရာကြောင့်ဖြစ်တာတော့မဟုတ်ဘူးပေါ့အစေးတွေကြောင့်မို့ဖြစ်တာလို့လေတချို့ကပြောဆိုယူဆနေကြတယ်ဒီထက်မှာတခြားတစ်ယောက်ကလည်းအတွေ့အကြုံကတော့တဲ့နှလုံးစားပြီးတာနဲ့ဆေးရုံအချိန်မီမပို့လိုက်နိုင်လို့
အကိုတယောက်ဆုံးရှုံးလိုက်ရပါတယ်ဗျာတဲ့မယုံမရှိကြပါနဲ့ဆိုပြီးတော့ဒါတယောက်ကလည်းမှတ်ထားတယ်ဗျာနော်အဲ့ကြတော့ဒီညီမလေးကအချိန်မီစေုံစေကန်းကိုတတိနဲ့သွားပြီးတော့ပြလိုက်နိုင်လို့မပြလိုက်နိုင်ဘူးဆိုရင်တော့သူလည်းပြောမရဘူးနော်အဲ့ကြတော့ဘာကြောင့်ဒါကဒီလိုဖြစ်ရတာလဲလို့လိလာဆန်းစစ်ကြည့်တဲ့အခါကျတော့မင်းတို့တီကလည်းအချိုပဲအချိုကိုမှတရားအချိုနဲ့တက်ပြီးတော့တို့စားလိုက်တဲ့အခါကျတော့အချိုဓာတ်တွေရုတ်တရက်လွန်ကဲလာပြီးတော့သွေးတိုးတွေထုံကျင်ကြိုက်ခဲတာတွေဖြစ်ပြီးတော့ဒါဟောပေါ့တချို့ဆိုရင်အသက်မမီတာမျိုးတွေဖြစ်သွားတတ်တယ်လို့သိရတယ်ဗျာနော်အဲကြတော့ဘာကြောင့်ဘလို့ပဲဖြစ်ဖြစ်တွက်ဖက်မစားတဲ့အစားအစာတွေဆိုရင်တော့ဒါကိုကလေးလာပြီးတော့သတိနဲ့ရှောင်ရှားတဲ့အခုလိုမျိုးနာမည်ကြီးဖို့ဆယ်လီဖြစ်ဖို့ဆိုတာလောက်နေတော့ဒါကိုရဲ့အသက်ကြီးကိုရင်းပြီးတော့အခုလိုမျိုးမလုံးသင့်ဘူးလို့တော့ယူဆရတယ်ဗျာနော်အဲဒါဘလို့မှမလုံးသင့်ပါဘူးနော်ဗဒိုင်းသီးနဲ့ဗဒိုင်းသီးကိုစားလိုက်တယ်ဆိုရင်ယူတယ်လို့ပြောကြတယ်ဗျာနော်အဲကြတော့ဗဒိုင်းသီးကတဝက်ပဲစားရင်တော့နေ့တဝက်ယူတယ်တစ်လုံးစားရင်တနေ့ကုန်ယူတယ်လို့တော့ပြောတယ်အဲကြတော့ဒီကောင်ကတော့တည်တဲ့ဟာတော့မဟုတ်ဘူးနော်အဲကြတော့နေ့တဝက်ယူခြင်းသလားနေ့တနေ့လုံးယူခြင်းသလားအဲကြတော့ယူခြင်းစိတ်ရှိတယ်ဆိုရင်တော့ဒါနဲ့ပတ်သက်ပြီးတော့စမ်းသပ်တဲ့သူတွေတော့မတွေ့ရဘူးသေးဘူးဗျာနော်အဲကြတော့ဗဒိုင်းသီးတွေပါလေဒါမသေးဘူးဆိုရင်တော့စမ်းကြင်တော့စမ်းကြည့်ကြပါဗျာအဲကြတော့သေလောက်တဲ့အရာမျိုးတွေဆိုရင်တော့အခုလိုမျိုးသွားပြီးတော့မစမ်းသပ်ကြဖို့ပြောချင်ပါတယ်ဗျာနော်သွားပြီးတော့သွေးတို့မစမ်းပါနဲ့နော်ဒါကိုကအချိန်မီစေုံစေကံမရောက်နိုင်ဘူးမပြသနိုင်ဘူးဆိုရင်တော့ဒါအခုအသက်တွေပါတည်ဆုံးသွားနိုင်တယ်ဗျာနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမျိုးတွေရဲ့အမြင်နဲ့ခံစားချက်တွေကိုလည်းဒါ comment မှာရေးခဲ့ပေးပါအောင်ဗျ